ဘာလို့လဲရှင်ဘာလို့လဲရှင်ဒီလားခဲ့ပါရှင် ကျန်းလေးကိုဒီပန်းပေးပြီးတော့ကျန်းရည်လက်ထက်ခွင့်တောင်းမလို့ကိုလက်ထက် အယူကြီး ဟုတ်တယ်ကိုကယူနေတာအချစ်ယူနေတာကျန်းရည်ကိုချစ်လို့ယူနေတယ်အချစ်ယူချစ်ယူလိုက်ယူပါမလား အပိုင်း ဟုတ်တယ်ပေါ်နေတာကျန်းလေးကိုချစ်လို့ပေါ်နေတယ်ပေါ်ဟာဟုတ်လေကျန်းလေးယူလို့ပဲခေါ်အဘောကြီးတော့မခေါ်လိုက်ပါနဲ့နော် ကိုလင်မိုးမောင် ချာ ရှင်ကအတွေးခေါ်အမျော်မြင်ရှိတဲ့သူတယောက်ဆိုတာကိုကျမယုံကြည်တယ် ဟာအမြင်ကြည်လိုက်တာဟုတ်တယ် အဲ့တော့ကျမရှင်ကိုမေးစရာရှိတယ်ကျမမေးတာတွေကိုရှင်ဖြေနိုင်ရင်ရှင်ကိုလက်ထပ်ဖို့အတွက်ကျမစဉ်းစားပေးမယ် ဝေါလက်ထပ်ဖို့အတွက်မေးမဲ့မေးခွန်းဆိုတော့ကြိုက်တာမေးလေမိုးမောင်တဝေထိုးတော်မရှောင်မဲ့ဖြစ် ကောင်းပြီလေအတ္တကြီးတဲ့သူနဲ့အများကျိုးဆောင်ရွက်တာဘယ်ဟာပိုကောင်းလဲ ဝါလွယ်လိုက်တဲ့မေးခွန်းကလေးတောင်သိရအများကျိုးဆောင်ရတာကောင်းတာဗောဟုတ်တယ်နော်တမန် ကိုကောင်းစားဖို့အတွက်သူ့တပားကိုချနင်းတာနဲ့အများအကျိုးအတွက်ကိုကနစ်နာခံတာဘယ်ဟာပုံမြက်လဲ ဟာပိုတော်လွယ်သေးတယ်အများကျိုးအတွက်နင့်နာခံတဲ့လူကပိုမြတ်တာဗောဟုတ်တယ်နော်နမန် ဒါဖြင့်အတ္တကြီးရဲ့ကိုလေးမိုးမောင်နဲ့အများကျိုးဆောင်ရတဲ့ကိုငပြူအိမ်အောင်မက်အဖြစ်ဘသူ့ကိုရွေးချယ်ရအောင် ဟောငပြူးရွေးရမှာဗောငပြူးရွေး အခုလိုရွေးချယ်ဆုံးဖြတ်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ရပါလေ အစသားရမယ်နော် โอเคတတာငပြူးရွေးအေးလာမရချိန်မလိုက်တာဟုတ်တယ်ပါမင်းကဒီနားမှာလဲနေတယ်လို့ပဲငပြူးရွေးဟာသွားပြီဗောငါတုံးနဲ့ငါကောင်းရိုက်သွားတာသွားပြီကွာ